နှစ်နဲ့ချီပြီးရဲတပ်ဖွဲ့ရဲ့လက်ခံအတွင်းကနေလွတ်မြောက်နေခဲ့တဲ့ရာဇဝတ်ကောင်နာမည်ကနီမာလူပေါင်းများစွာကိုတတ်ခဲ့တယ်စက်ကြီးတောင်းခဲ့တယ်ဒါတွေဟာသူ့အတွက်တော့ကလေးကစားစရာတစ်ခုလိုပါပဲဒါပေမဲ့ဒီနေ့မှာတော့သူ့ကိုဖမ်းဆီးဖို့ငါးစီကိုအခွင့်အရေးတစ်ခုရောက်ရှိလို့လာခဲ့ပြီဒီပုံပြင်ဟာဒီပြစ်ခတ်ဖမ်းဆီးမှုရဲ့ဇလန်းတစ်ပုဒ်ပါပဲနီမာမင်းပြေးစရာလမ်းမရှိတော့ဘူးလက်နဲ့ချလိုက်တော့ပြေးဖို့ဆိုတာငါဘဝမှာဘယ်တော့မှမသိခဲ့ဘူးရှေခါတေချင်းတရားကပင်လေငါ့ကိုဘာမှလုပ်လို့မရဘူးဆရာသူ့ရည်ထံကိုနားထောင်ရတာတေရမှာကိုနည်းနည်းမှကြောက်တဲ့ပုံမပေါ်ဘူးတခုခုမှားရင်းနေပြီလို့ကျွန်တော်ခံစားနေရတယ်နေမှာငါနောက်ဆုံးချိန်သတိပေးနေတာလက်နဲ့ချလိုက်နော်မဟုတ်ရင်ငါပြစ်မိန်ပေးရလိမ့်မယ်ပြစ်လိုက်စမ်းပါကွာတေချင်းတရားမှာဘလောက်အစွမ်းရှိလဲဆိုတာငါကြည့်ချင်သေးတယ်ရုတ်တရက်နီမားကစတင်ပြစ်ခတ်လိုက်တယ်လေထုထဲမှာရမ်းတဲ့တွေတင်းပြန့်သွားပြီးတစ်ပင်တွေတုံလောက်ကုန်ကြတယ်ရဲဖွဲ့ကလည်းချက်ချင်းပြန်လေခုခံပြစ်ခတ်လိုက်ကြတယ်ဆရာသူအရန်အငြင်းများတယ်ရှစ်တက်ကနေတိုက်ခိုက်နေတာစက်ကမိုင်းအတွင်းမှာပဲရှေခါဟာစူးစိုက်ကြည့်ပြီးပြစ်ခတ်လိုက်ရတနက်ကြီးစံဟာနီမားကိုထိမှန်သွားခဲ့တယ်နီမားမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်မြေပြင်ပေါ်မှာဝေဒနာခံစားနေရပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့မှိန်ဖြော့သွားခြင်းမရှိသေးပါဘူးအသက်ညင်နေတဲ့နှာခမ်းတွေကအနှဲငယ်လှုပ်ရှားသွားပြီးဟဲ့ရှေခါမင်းကအားလုံးပြီးသွားပြီလို့ထင်နေတာလားညီတမ်းပဲရှိသေးတယ်ကစားဝဲအစ်စ်ကအခုမှစမှာငါရဲ့ဝိညာဉ်ဟာမင်းတို့နောက်ကိုထာဝရချောင်းလက်နေအောင်ပါအဖွဲ့ဝင်တွေတယောက်နဲ့တယောက်ကြည့်လိုက်ကြတယ်အားလုံးတက်ပြင်းချနိုင်ခဲ့ပေမဲ့ရင်ထဲမှာတော့အမည်မသိထိတ်လန့်မှုတစ်ခုကစိတ်ဝင်နေတော့မှာပဲဆရာသူမသေးခင်ပြောသွားတဲ့စကားကတကယ်များဖြစ်လာနိုင်မလားသူ့ရဲ့မျက်လုံးထဲမှာတည်သွားတာတောင်အသက်ရှင်နေတယ်လို့အေးဆက်တဲ့အယောင်တစ်မျိုးရှိနေတယ်ရှေခါဟာနီမားရဲ့ရုပ်အလောင်းသားကိုဖြည်းဖြည်းချင်းတိုးသွားလိုက်တယ်သူ့လက်ထဲကတနက်ကိုယူပြီးအိတ်ထဲထည့်လိုက်တယ်လို့နီမားရဲ့လက်ဘင်းမှာချိတ်ထားတဲ့တောက်ပြောင်နေတဲ့မက်ဒယ်ပြားလေးကိုပါဆွဲဖြုတ်ယူလိုက်တယ်။မင်းရဲ့အတ္တနဲ့မာနတင်ငေတဟာလည်းအခုငါးလက်ထဲကိုရောက်ပြီနီမာ။ဆရာဒီလေကရုတ်တရက်ကြီးဘာမှမဟုတ်ဘူးပြစ်ခတ်မှုပြီးသွားပြီ။လာဒီအလောင်းကိုမလိုက်ကြစို့။မြို့နယ်ရင်ခွဲယုံရဲ့ရုပ်အလောင်းထိမ့်သိမ်းခန်းထဲမှာတော့မဲမောင်နေတဲ့အမှောင်တို့ကလွှမ်းမိုးလို့နေပါတယ်။အေးဆက်နေတဲ့မီးဆိုင်တွေကတစ်ဖြက်ဖြက်လင်းလိုက်မိန်လိုက်ဖြစ်နေပြီးနယံလေးဘက်လုံးမှာဟောင်းနှွမ်းနေတဲ့အလောင်းထဲတဲ့ဆင်တွေကိုမြင်တွေ့နေရတယ်။သတိထားကြနော်ဒီမှာအကုန်လုံးစံချိန်စံညွှန်းတိုင်းမှတ်တမ်းတင်နေတာ။ဘာအမှားမှမဖြစ်စေနဲ့။ဆရာဒီနေရာကြီးကကျွန်တော်ကိုမသေးကြဘူး။စိတ်ထဲမှာတမျိုးကြီးပဲ။ဟုတ်တယ်ဆရာတစုံတစ်ယောက်ကကျွန်တော်တို့လှုပ်ရှားသမျှကိုစောင့်ကြည့်နေတယ်လို့မျိုးပဲနီမားရဲ့ရုပ်အလောင်းဟာငြိမ်သက်နေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ထူးဆန်းစွာနဲ့အယောင်လက်နေတော့မှာပဲဆရာသူ့မျက်လုံးတွေကငြိမ်နေစမ်းအလောင်းစစ်ဆေးပြီးအစီရင်ခံစာမှာလက်မှတ်ထိုးလိုက်ဟမ်ဒါဘာသာလဲဒီမှာတရားရှိနေတယ်ရာဂအိန္ဒိယတရိထားပြီးမကြစမ်းဘာမှမလှုပ်ရှားစေနဲ့ဒါဘာဖြစ်တာလဲဟာဆရာသူ့ရုပ်လောင်းကြီးကသူ့အလိုလိုစပြီးလမ်းလျှောက်နေပြီရက်လိုက်စမ်းဘယ်သူလဲဟဲ့ဒီမှာဘယ်သူရှိနေရလဲအခုမင်းတို့အားလုံးရဲ့သေခြင်းတရားဟာငါရဲ့တာဝန်ဖြစ်သွားပြီရဲတပ်ဖွဲ့ဝင်၄ယောက်စလုံးလမ်းဖြတ်ပြီးနောက်ကိုဆုတ်လိုက်ကြရတယ်။စပွဲပေါ်မှာတင်ထားတဲ့နီမားရဲ့မက်ဒယ်ပြားလေးဟာဖြည်းဖြည်းချင်းအနီရောင်အလင်းတွေတောက်ပြောင်လာခဲ့တယ်။အခန်းတစ်ခုလုံးအေးဆက်တိတ်ဆိတ်ပြီးကြောက်စရာကောင်းအောင်ပုံမှန်မဟုတ်တော့ဘူး။အားလုံးရဲ့မျက်နှာပေါ်မှာချွေးစည်းတွေပြန့်နှံ့လာပြီးဒီပြစ်ခတ်ဖမ်းဆီးမှုဟာအခုထိမပြီးဆုံးသေးဘူးဆိုတာကိုအားလုံးသိလိုက်ကြရပါတော့တယ်။အဆောက်ရဲ့မျက်နှာဟာအယောင်တွေလုံးဝပြောင်းလဲသွားခဲ့ပြီသူ့ရဲ့မျက်လုံးတွေဟာအဖြူရောင်ပြောင်းသွားပြီးထူးဆန်းစွာနဲ့အယောင်လက်နေတယ်
သူ့ရဲ့တင်းငယ်တဲ့လှုပ်ရှားမှုတိုင်းမှာနေမောင်ရဲ့ဝိညာဉ်ပိုးကပ်နေမှအထင်ရှားပေါ်လွင်နေခဲ့တယ်။ရောက်လိုက်စမ်းမင်းကဘာလုပ်လဲဟာဟာဟာဘယ်သူမှလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူးဆရာ तू ကလူမဟုတ်တော့ဘူးဆရာနေမောင်ရဲ့ဝိညာဉ်သူ့စီကူးဆက်သွားတာပဲဖြစ်မယ်အဆောင်ကအခန်းအလယ်ကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာချိန်မှာပဲရာခါကအော်ဟစ်လိုက်တယ်။ကြေကြပါဦးဒါဘာဖြစ်နေရလဲ။အာလွတ်စမ်းသူ့ကိုလွတ်လိုက်ဆရာ तू ရာခါကိုငါတို့ပဲကြံခဲ့တော့လားဆရာဟမ်ဘယ်ကိုရောက်သွားလဲဒါမဖြစ်နိုင်တာအခန်းရဲ့ထောင်ဆုံးစပွဲအောက်မှာအဆောင်ကိုပြန်တွေ့လိုက်ရတယ်သူ့ရဲ့လှုပ်ရှားမှုတိုင်းမှာနေမောင်ရဲ့မာနနဲ့အတ္တတွေပေါ်လွင်နေတော့မယ်အခုမင်းရဲ့အလှည့်ပဲရှေ့ခါမင်းတို့အားလုံးရဲ့တေခြင်းတရားကတော့တေချာသွားပြီရှေ့ခါနောက်ကိုဆုပ်လိုက်တယ်အေးဆက်လာတဲ့ချွေးစည်းတွေကစီးကြလို့နေပြီးအခန်းရဲ့နံရနေစီကနေအေးဆက်လေလူကြီးကတိုးဝေလာခဲ့တယ်။ဇပွဲပေါ်မှာတင်ထားတဲ့နီမားရဲ့မက်တယ်ပြားလေးဟာဖြည်းဖြည်းချင်းပုံမတောက်ပလာခဲ့တယ်။ဒီဝိညာဉ်ကိုအစွမ်းနေပို့ပေးနေတယ်လို့မျိုးပါပဲ။ဆရာငါတို့ဒီဝိညာဉ်ကိုမတားဆီးနိုင်ရင်အားလုံးသေကုန်ကြလိမ့်မယ်ဆရာ။တတိထားကြငါတို့နီလန်းတစ်ခုခုရှာရမယ်။အခန်းတစ်ခုလုံးဝတိတ်ဆိတ်သွားခဲ့တယ်။မှောင်ဝါးဝါမီးအောင်မှာအဆောင်ရဲ့မျက်လုံးတွေဟာနေမောင်ရဲ့ဝိညာဉ်အလင်းနဲ့ဝင်းလက်နေသေးပါပဲ။အားလုံးရဲ့ရင်ခုန်တန်တွေဟာလည်းမြန်ဆန်လာခဲ့တယ်။ရဲတပ်ဖွဲ့လိုင်းခန်းအနီးမှာတော့အမောင်တုနဲ့တိတ်ဆိတ်မှုတွေစိုးမိုးလို့နေတယ်။အပြင်ဘက်မှာတိုက်ခတ်နေတဲ့လေပြင်းတွေကြောင့်တစ်ကိုင်းတွေဟာတကားတွေပရင်းမောက်တွေကိုလာရောက်ရိုက်ခတ်နေကြတယ်။ဟာဘယ်သူမှလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူးငါရဲ့အစွမ်းတွေကမင်းတို့အပေါ်မှာလွှမ်းမိုးထားပြီဆရာဒါတကယ်လူမဟုတ်တော့ဘူးဆရာဟုတ်တယ်ဝိညာဉ်ကသူ့ကိုလုံးဝစစ်စစ်ညစ်ပြီးထိန်းချုပ်လိုက်ပြီဟာငါ့ကိုလွတ်ဘာတွေဖြစ်နေရလဲလွတ်ကြစမ်းပါသူ့ကိုတေချာကင်ထားကြဆရာသူအင်ဒီယက်ကိုပြစ်မှတ်ထားလိုက်ပြီတတိထားကြသူအားလုံးကိုတိုက်ခိုက်တော့မယ်ရှေခါဟာတနတ်ကိုမိုးပြီးချိန်လိုက်ပေမဲ့အဆောင်ကရုတ်တရက်ငုတ်ပြီးရှောင်ကွင်းသွားခဲ့တယ်လေထုထဲမှာနှက်ဆိုင်လာတဲ့လှောင်ရည်တန်ကြီးဟိမ့်ထွက်လာတယ်ငါနောက်ထပ်တီးမခံနိုင်တော့ဘူးရှေခါအမြန်တိုးဝင်သွားလိုက်ချိန်မှာတော့အဆောက်ဟာစူးစူးဝါးဝါအော်ဟစ်ရင်းနဲ့မြေပြင်ပေါ်လဲကျသွားခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးကရုတ်တရက်ပြော့ခွေသွားခဲ့ပေမဲ့မျက်လုံးထဲမှာတော့ထူးဆန်းတဲ့အလင်းတစ်ခုကြန့်ရှိနေသေးပါပဲ။ဒီကစားပွဲကမပြီးသေးဘူး။အခုတော့ဝိညာဉ်ကအနှဲငယ်ငြိမ်ကျသွားပြီထင်တယ်။ဆရာဒီဝိညာဉ်ကအသက်ရှင်နေတော့မဲ့ဆိုရင်ငါတို့ဘာအမှားမှမလုပ်နဲ့ဒီဝိညာဉ်ကိုငါတို့ကိုယ်တိုင်ဘလို့အပီးသက်ချေမုန်းရမလဲဆိုတာစောင့်ကြည့်ရမယ်အခန်းတစ်ခုလုံးရုတ်တရက်ပြန်လည်ငြိမ်သက်သွားခဲ့တယ်အပြင်ဘက်ကတိုက်ခတ်နေတဲ့လေသံတွေတည့်ရွက်လှုပ်ရှားတဲ့နေကြားမှာနေမောင်ရဲ့မက်တယ်ပြားလေးဟာမီးအောင်မိမ့်မိန်အောက်မှာတောက်ပြောင်နေသေးပါပဲရှေခါဟာသူ့အခန်းထဲမှာထိုင်နေတယ်မောပန်းလေးလံမှုတွေချွေးစည်းတွေနဲ့အတူနီမားစီကရခဲ့တဲ့မက်တယ်ပြားလေးကိုစိုက်ကြည့်နေမိတော့တယ်ရှေခါဟာတနတ်နဲ့မက်တယ်ပြားကိုသူ့ရှေ့မှာတင်ထားလိုက်တယ်ဟာကစားဝဲကတော့ပြီးသွားပြီထင်တာပဲဒါပေမဲ့ရင်ထဲကထိတ်လန့်မှုကတော့မပြေသေးဘူးအကွဲနေတဲ့ပရင်းမောက်ချားကနေအေးဆက်လာတဲ့လေပြင်းတွေတိုးဝင်လာပြီးအခန်းတွင်းလေထုဟာရုတ်တရက်အေးစိမ့်သွားခဲ့ရတယ်ဆရာမီရာရဲ့ပုံစံကတမျိုးကြီးဖြစ်နေတယ်
သတိထားကြအကုန်လုံးမပြီးသေးဘူးဟာ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 ရှေခါမင်းကအားလုံးပြီးသွားပြီလို့ထင်နေရလားငါရောဘာလဲမေဒါဘာလဲဟာဟာဟာစစ်မှန်တဲ့ကစားပွဲကအခုမှစမှာရှေခါနဲ့ကာရန်တို့နောက်ကိုလမ်းဖြတ်ပြီးဆုတ်လိုက်ကြရတယ်မီရာဟာရုတ်တရက်သူတို့စီကိုအရှိန်နဲ့တိုးဝင်လာခဲ့တယ်သူ့ရဲ့အမူအရာဟာလူတစ်ယောက်ရဲ့အမူအရာမဟုတ်တော့ပဲလွန်လွန်ကဲကဲမကောင်းဆိုးဝါးဝိညာဉ်အစွမ်းနေနဲ့ပြည့်နှက်လို့နေတယ်ဆရာမီရာစီကိုဝိညာဉ်ကလုံးဝပူးကတ်သွားပြီငါတို့နီးလန်းရှာပြီးသူ့ကိုတားမှဖြစ်မယ်ဒီမရေပြားကိုရဖို့ရဲတွေဘလောက်တောင်စူးစမ်းခဲ့ရသလဲအခုရဲစုပ်တွေကငါ့ကိုတတ်လိုက်ရုံနဲ့ဒါကြီးကမင်းတို့ဥစ္စာဖြစ်သွားပြီလို့ထင်နေတာလားဟာ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 ဘယ်တော့မှမဖြစ်နိုင်ဘူးငါရဲ့အတ္တနဲ့မာနတင်ငေတကိုမီးရှို့ဖျက်ဆီးလိုက်နိုင်မှာပဲဒါတွေအားလုံးပြီးဆုံးသွားမှာအခန်းထဲမှာအေးဆက်တဲ့လေတူးနဲ့တိတ်ဆိတ်မှုတွေစိုးမိုးသွားခဲ့တယ်အားလုံးရဲ့ရင်ခုန်သံတွေကမြန်ဆန်နေပြီးတဲတဲ့ရင်ပိုမကောင်းဆိုးဝါးရဲ့အကြောက်တရားအစ်စ်မှန်ဟာအခုမှစတင်လိုက်ပြီဆိုတာအားလုံးသဘောပေါက်လိုက်ကြရပြီ။မှောင်မဲနေတဲ့အခန်းဗရင်မောက်ကလေအေးတွေတိုးဝင်နေစေရှေခါဟာမရေပြားနဲ့တနက်ဘေးမှာထိုင်နေမိတယ်။သူ့ရဲ့မျက်နှာတစ်ခုလုံးချွေးစည်းတွေရွှဲနစ်လို့နေပြီးအပြင်းအထန်စိတ်ရှုပ်ထွေးနေပုံရတယ်။ဒီဝိညာဉ်ကိုငြိမ်းအေးသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာငါနားလည်အောင်လုပ်ရမယ်။ကြည်စံတဲ့အင်အားသုံးရုံနဲ့ဒီဝိညာဉ်ကိုနိုင်မှာမဟုတ်ဘူး။ဒီမှာစာတစ်ကြောင်းရေးထားတယ်။ဟုတ်တယ်။သူ့ရဲ့အတ္တနဲ့မာနတင်ငေတာဖြစ်တဲ့ဒီမက်ဒယ်ပြားကိုမီးရှို့ဖျက်ဆီးလိုက်ရင်ဒီဝိညာဉ်ငြိမ်းအေးသွားလိမ့်မယ်။ဟာရှေခါမင်းကငါ့ကိုတားဆီးနိုင်မယ်လို့ထင်နေရလားငါမှတခြားရွေးချယ်စရာမရှိတော့ဘူးငါလှုပ်တဲ့နာကိုပဲငါလှုပ်ရတော့မယ်ဒါမှမအောင်မြင်ရင်ငါတို့အားလုံးပြီးသွားပြီဒါပေမဲ့ငါစူးစမ်းကြည့်ရမယ်ဆရာအကြောက်တရားကပိုပြီးကြီးစိုးလာပြီဆရာဘာမှကြောက်မနေနဲ့တော့ငါတို့ဒါကိုဖြစ်အောင်လုပ်ရမယ်အခန်းထဲမှာတော့အားလုံးရဲ့မျက်နှာပေါ်မှာထိတ်လန့်မှုတွေအပြည့်မီရာစီကထွက်ပေါ်နေတဲ့နီမားရဲ့အတန်ဟာဖြည်းဖြည်းချင်းအနားကိုတိုးကပ်လာခဲ့တယ်။ရင်ခွဲရုံထဲမှာအေးဆက်ဆက်လေတုနဲ့အမောင်တို့ကစိတ်ဝင်နေစေ။ရှေခါဟာလက်ထဲမှာနီမားရဲ့မဒယ်ပြားနဲ့တနက်ကိုကင်ပြီးရက်နေမိတယ်။အထက်ကမီးဆိုင်တွေကတစ်ဖြက်ဖြက်မှိန်လိုက်လင်းလိုက်ဟာဟာဟာရှေခါစစ်မှန်တဲ့ကစားပွဲကအခုမှစတာမင်းရဲ့အတ္တတင်ငေတာမတ်တယ်ပြားကိုငါမီးရှို့လိုက်ရင်အားလုံးပြီးဆုံးသွားလိမ့်မယ်ဒီမှာပဲအားလုံးအပြီးသက်ကြရအောင်မင်းရဲ့အသက်ကဒီမတ်တယ်ပြားထဲမှာမဟုတ်လားဟာမလုံနဲ့အဲ့လိုမလုံနဲ့မီးမရှို့ခင်ဒီမတ်တယ်ပြားနောက်ကစာကိုဖတ်ကြည့်လိုက်စမ်းပါဦးငါဟာရာဇဝတ်ကောင်မဟုတ်ဘူးငါဟာနဘန်းသမားတစ်ယောက်ပါရဲတွေအချင်းချင်းပူပေါင်းပြီးငါ့ကိုမတရားပုံမှန်တက်ဆွဆွဲခဲ့ကြတာဒီမက်ဒယ်ပြားဟာငါ့ရဲ့တန်ရှင်းမှုကိုတက်တည်ပြနေတဲ့အထောက်ထားပဲအခန်းတစ်ခုလုံးခဏတာတိတ်ဆိတ်သွားခဲ့တယ်မီးခိုးနဲ့ပါလေးလေထုထဲမှာပြန့်လွင့်သွားခဲ့ပေမဲ့မီးခိုးတွေကြားထဲမှာတော့ပုံရိပ်တစ်ခုကထူးဆန်းစွာနဲ့ကြန့်ရှိနေသေးပါပဲဝိညာဉ်ဟာလုံးဝပျောက်ကွယ်မသွားခဲ့ဘူးဆရာအခုအားလုံးတကယ်ပဲပြီးဆုံးသွားပြီလားဒါဟာပြီးဆုံးသွားတာလည်းဖြစ်နိုင်တယ်လို့မပြီးဆုံးသေးတာလည်းဖြစ်နိုင်တယ်ဒီခေတ်ကြီးမပြီးသေးသေး၍ငါထာဝရရှိနေမှာပါကောင်းလေငါထာဝရရှိနေအောင်ပါရှေခါလမ်းဖြတ်ပြီးနောက်ကိုရုတ်တရက်ဆုပ်လိုက်တယ်မီးခိုးတွေပုံမဖုံးလွှမ်းသွားပြီးထိုမိစ္ဆာယူပတ်ခန္ဓာအရေးကြီးဟာလေအမောင်တို့ထဲမှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတော့တယ်ဒီဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလုပ်ပြီးကြောက်စရာဇလန်းတွေကိုနှစ်သက်တဲ့တင်းရဲ့တငယ်ချင်းတွေကိုပါမျှဝေပေးဖို့မမေ့ပါနဲ့နော်
နောက်ထပ်ရင်ဖိုစရာဇလန်းကောင်းတွေနဲ့ပြန်လာခဲ့ပါအောင်မေအားလုံးပဲတရေတစေတွေနီးကပ်မလာနိုင်နဲ့အေးချမ်းသောညချမ်းလေးဖြစ်ပါစေရှင်